အားလုံးပဲနေရပါကျွန်တော်တို့ကိုတေရှယ်ရနေတာဒီလိုကျွန်တော်ဒီလေးပြောပြမယ့်ဟာတော့ကျွန်တော်မနေညနေတော့ကျွန်တော်တို့ဒီ plan မှာအဲတော့ရပြီပေါ့အဲ့ဒီချက်ပဲဖြစ်မဖြစ်ကျွန်တော်တို့ဆက်လို့ရပြီအဲ့ဒါကျွန်တော်ဆက်လို့တော့ကျွန်တော်တို့က plan ပတ်ထဲဝင်နေကျွန်တော်တို့ကအကောင့်လေးနဲ့ကျွန်တော်တို့မှာအဲ့ဒါလည်းဆက်ချင်ကျွန်တော်လည်းအဲ့လိုချက်ပဲဖြစ်တယ်နော်ဒီမှာသူက eligible ဖြစ်ဖို့အတွက်ဘာလို့လဲဆိုတော့တွေ့ချက်နေတဲ့ကျွန်တော်တို့ point တသိန်းရှိရမယ်ပြီးတော့ re point 950ရှိရတယ်ဒါမှမဟုတ်ရင်မရှိရကျွန်တော်အရင်တော့ဟိုthrough or active ဆိုတဲ့ test လေးကိုဒီမှာ 0.02 တွန်းလောက်ပြီးရတယ်အဲ့ test လေးလိုက်ထားရင်လည်းအဆင်ပြေတယ်အဲ့ဒီကတစ်ခုဖြစ်တယ်တစ်ခုရှင်းတယ်ဆိုရင်နှစ်ခုလုံးရှင်းတယ်ပေါ့တော့ဖြစ်ရင်ရတယ်ပြီးတော့တော့ record မရောက်ရှင်းအဲ့ဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်โอเคအဲ့ဒါကျွန်တော် error ဆက်ပြီးတော့ကျွန်တော်ဒီ snapshot အကြောင်းလေးဆက်ပြီးပြောပါမယ်โอเคကျွန်တော်ဒီ snapshot ကဒီလေးမှဒီပြန်ထားတယ်နော်ကျွန်တော် snapshot ကဒေါ်လာ9ရက်နေ့နော်ဒေါ်လာ9ရက်နေ့ပေါက်ကြနေရက်နေ့ကျွန်တော်တို့ရဲ့မြန်မာဆိုရင်6နာရီပွဲတော့နော်အဲ့တော့မှသူက snapshot ရဲ့စပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ snapshot ရိုက်နေတဲ့အချိန်မှာကျွန်တော်တို့ကဘာ test တွေပါ application တွေကိုဝင်လို့လည်းရအောင်လို့ကျွန်တော်ဘာမှလုပ်လို့ရအောင်လို့အဲ့တော့ကျွန်တော်တို့ကဒီ snapshot မရိုက်ခင်ကျွန်တော်တို့အနေနဲ့ဒီဝင်ကြပဲဖြစ်သေးတဲ့ test တွေ main point တွေပါညာကျွန်တော်တို့လိုတာတွေအကုန်လုံးကိုလှုပ်ထားဖို့လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးလှုပ်ထားကြပါကျွန်တော်တို့ snapshot ကတော့9ရက်6ရက်လောက်တော့ဓာတ်ထဲမှာ9ရက်ပဲနော်9ရက်လောက်တော့အချိန်ရပါပြီအဲ့တော့ကျွန်တော် main point 950လဲဆိုတာလေပိတ်ခတ်တဲ့အလုပ်တော့မဟုတ်ဘူး။ဒီတော့ချိုးချင်းပေါ်ကိုတုံးပြပြီးကျွန်တော်တို့ 0.4 တုံးလောက်နဲ့ရှာလို့ရပါဘူး။ 0.3 လောက်ရှာလို့ရတယ်။အချိန်တော့ကျွန်တော်ဗီဒီယိုတင်ပြီးပြီအဲ့တော့ကျွန်တော်ဒီထဲမှာလည်းပြန်ပြီးတော့ပြင်ပေးမယ်ပေါ့နော်။ 0.3000ကျိုးလို့ကျွန်တော် Telegram ဗီဒီယိုထဲမှာလည်းအဲ့ဒီဗီဒီယိုလို့ပြန်ပြီးတော့ထည့်ပေးပါမယ်။အဲ့တော့ကျွန်တော် 0.4 တုံးလောက်သုံးပြီးတော့ပါနော်။ 0.3000 အထိယူလို့ရမှာလေကျွန်တော်ဗီဒီယိုထဲမှာထပ်ဖြည့်ပြီးတော့တင်ပေးပါမယ်။ Snapshot file လည်းရှာရှိရလို့အားရပါအားလုံးပဲဒီကောင်းလေးတစ်ပြေးလောင်းလေးပြချပါသေးလို့ဆုတောင်းပေးပါတယ် trading board တွေဝင်ပြီး wallet ကိုယူမယ်တွန် wallet ကိုထပ်နှိပ်ပြီးရင်ပုံမှာသူပေးထားတဲ့တွန်အတွက်ကို copy ယူပြီးတော့ကျွန်တော် Tokiba တွေကနေ 0.412 တွန်လောက်လွှဲပေးလိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကမှတွန်ခဏလောက်ဆောက်မယ် refresh ကိုထပ်နှိပ်ကျွန်တော်တို့လွှဲပြီးတော့မလို့အမှ0.35 ပေါ်တယ်ပေါ့နော်အမှရောက်လာပြီဆိုရင် buyer sell ကိုထပ်နှိပ်မယ်ပြီးရင် token list ဆိုတာကိုနှိပ်မယ်ပြီးရင် brand new ပေါ့နော်အဲ့ဒါကိုရွေးပါရွေးပြီးမှအခုမှ list ထားတဲ့ token တွေပေါ့နော်အဲ့ဒါကိုကြိုက်တာကိုရွေးပြီးတော့ဝယ်ကျွန်တော်တို့ KB ကိုဝယ်လိုက်တယ်အဲ့တော့မှ slip in ကိုဟိုလောက်ထားပေါ့ဖိုင်လောက်ထားအဲ့ဒါမှအဆင်ပြေပါပြီးရင်ကျွန်တော်တို့ set by amount မှာကျတော့ 0.2 တွန်းလောက်ထားပေါ့နော် sorry 0.2 တွန်း 0.2 တွန်း okay 0.2 တွန်းလောက်ထားပြီးရင်ဟို buy ဆိုတာကိုတစ်ချက်နှိပ်မယ် buy ကိုနှိပ်မယ်ပြီးတော့ဝယ်ပြီးသွားပြီပေါ့နော်အမှ position ကိုနှိပ်ပြီးတော့အမှကျွန်တော်တို့ဝယ်ထားတဲ့ Kevin token ပေါ့ရှိတယ်ကျွန်တော် sale ကိုနှိပ်မယ်ပြန်ရောင်းမယ် slip ကိုလည်း file လောက်ထားပြီးရင် token amount ကို100% ထားပြီးတော့ကျွန်တော် save မယ်ပေါ့နော် save ပြီးမှ save Kevin token အမှရွှေ့မယ်ခဏလောက်ဆောင်ရအောင်နော်တရားမှနည်းနည်းတော့ကြာတယ် confirm တော့ဖြစ်သွားပြီကျွန်တော် refresh ကိုထပ်နှိပ်ကြည့်မှမရှိတော့ဘူးကျွန်တော်တို့ထဲမှာ token မရှိတော့ဘူးအမှတစ်ချက်စစ်မယ် wallet ထဲကိုဝင်တွန် wallet ပြီးကျွန်တော်တို့ဒီမှာမရောက်သေးဘူးပေါ့နော် refresh ကိုထပ်နှိပ်မယ်တော့ပြန်ရောက်လာပါတော့ဒီမှာကျွန်တော်တို့Kevin token တွေရောင်းပြီးသွားပြီဆိုတာ confirm ဖြစ်သွားပါတော့အဲ့မှာကျွန်တော် plan ကိုပြန်ဝင်ပြီးတော့ကြည့်မယ်ဒီမှာကျွန်တော်တို့ဒီ bank နဲ့ on chain ဆိုတဲ့ထဲမှာ
trade any token plan ဆိုတာဒီမှာ mi coin mi point ပေါ့နော်အဲ့ဒါ3000ရပါပြီ